creature is born. The first plug-in hybrid. Thunder and lightning finally together. With the roar of our history. အားလုံးမင်္ဂလာပါ။ Refresh ရနဲ့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးမယ်။အကြောင်းအရာလေးကတော့မိုးရင်းနဲ့ချုပ်တော့ကျွန်တော်မျက်နှာသိမ့်မလိုက် sorry ပါ။ပြောပြပေးမယ်ရေမွေးခါတော်မီလေးလက်ဘောကနေနဲ့စာကြောနဲ့ပေါင်းပြီးတော့ collaboration လုပ်လိုက်တဲ့ရေမွေး၃လုံးထွက်တယ်။အဲ့ဒီကောင်ကကျွန်တော်ခုနကပဲနာမည်တော့ဖတ်ကျင်လိုက်ရတယ်။ကျွန်တော်အခုနာမည်ဖတ်ပြမယ်။ဘာလဲဆိုတော့ Perseverance ရယ် Firenze ရယ်နောက်တစ်မျိုးကAvant-Guardia တော့ Avant-Guardia ရယ် Perseverance ရယ် Firenze ရယ်၃မျိုးထွက်တယ်၃မျိုးကကျွန်တော်တစ်လုံးကြည့်ရတာ Perseverance ကဘလို့အလုံးလေးလဲဆိုတော့သူ့ရဲ့ရေမွေးနှုတ်လေးကျွန်တော်ချက်ကြည့်ပေးမယ်နော်ပထမတစ်လုံးအနေနဲ့ကျွန်တော်တွေ့ရမှာကတော့ Perseverance ဖြစ်တယ်ဒီကောင်ကဇာဂျွန်နဲ့ Lamborghini နဲ့collaboration လုပ်လာတဲ့ရေမွေး2026မှာ launch လာတာထွက်လာတာမကြာသေးဘူးကျွန်တော်စီရောက်ဖို့တော့အနေချင်း5-6လတော့လိုအောင်မယ်ပြီးလို့ရှိရင်ဒီကန်တာတွေရောင်းကြလိုက်မယ်ဒီရေမွေးကဘယ်လိုရေမွေးအမျိုးအစားလေးလဲဆိုတော့ one spicy ဖြစ်မယ် fresh ရယ် fresh spicy ရယ် amber ရယ်အဓိကသူ့ရဲ့ main အကော့ကြည့်ရလို့ရှိရင်ဒီညာဘက်ဆိုဖို့ပို့အဆင်ပြေမဲ့ပုံစံပဲဘာကြောင့်လဲဆိုတော့ one spicy ဖြစ်တယ်ဆိုတော့ nutritive feeling ပေးတယ်သူ့ရဲ့ရေမွေးနှုတ်တွေကြည့်ရရင်ဆိုတော့တောင်းအနေနဲ့ဂျင်ဂျာရှိမယ်ပီမန်တို့ဆိုတာငေးပွားဒီပုံစံနဲ့ citron ဆိုတာအဲရှောင်းလူဒီလိုပုံစံကျွန်တော်အသီးပုံစံတော့တိတ်ပြောမတတ်ဘူးကျွန်တော်အနမ်းပုံစံတော့တည်တယ်ပြီးရင် emi ရယ် clove ရယ် vetiver ရယ်ဆိုပြီးပါတယ်သူရဲ့ base note မှာတောင်းခပ်ပြီးရင် cyrus ရယ် ladana ဆိုပြီးတော့ပါတယ်ဗျာဒီကဘယ်လိုလာမလဲဆိုတော့စမ်းကြည့်မှပဲသိမယ်သူရဲ့ရေမွေးပုံစံတော့ဘာလေးနဲ့တူလဲဆိုတော့ latafa khu karamat Duran နဲ့တူတယ်ပြီးလို့ရှိရင်နောက်တစ်မျိုးကဘာနဲ့တူလဲဆိုတော့ Amwash ရဲ့ Purpose နဲ့တူတယ်လို့ပြောကြတယ်နောက်တစ်မျိုးဒုတိယတစ်မျိုးအနေနဲ့ Avant-Guardia ပလင်းပုံစံလေးကတော့အပြအောင်ပလင်းလေးသူကလည်းဒီ Lamborghini နဲ့ထုတ်ထားတဲ့ဒုတိယမြောက်ရေမွေးဒီအပြအောင်ပုံစံလေးနဲ့ကဲဒုတိယတစ်လုံးကတော့ Avant-Guardia လို့ခေါ်တဲ့အပြအောင်ပလင်းပုံစံလေးပဲဒီကောင်ရဲ့ main အကောင့်နေတဲ့ဘာတွေပါမယ်ဆို cherry ရယ် sweet ဖြစ်တယ် patchouli ရယ် one spicy ရယ် fruity ပါမယ် aromatic အချုပ်ပြောရမှာဆိုဒီကောင်ရေမွေးလေးကအချိုပုံစံ sweet ဖြစ်မဲ့ဟာရေမွေးရဲ့ဒီ unisex တောင်းလို့ရတယ်ယောက်ျားမိန်းမတောင်းရရေမွေးပုံစံကြည့်ရတဲ့နောက်တော့ဒီချိုတဲ့ပုံစံ cherry လည်းများတယ်ဆိုတော့ night time မှာတောင်းဖို့အများဆုံးတင်းတောင်းမှထင်တယ်တတိယနောက်ကလည်း patchouli ဆိုတော့ woody scent လေးပါလေးသွားမယ်လာလေးသူရဲ့ note လေးတွေကြည့်ရမှာ cherry ပါမယ် lavender ရယ် mandarin ပါမယ် patchouli ရယ် black violet ရယ် rose ရယ် tonkabi ရယ် obdana ရယ် cyrus ရယ်ဆိုပြီးတော့ပါတယ်ဒါကျွန်တော်စတိုက်ကြီးပြောရတာသူရဲ့ note အနေထားရတော့ cherry နဲ့ရမယ်ရပြီးလို့ရှိရင်အဲ cherry နဲ့ mandarin lemon ဒီပုံစံနဲ့ပေါင်းလာထင်တာတော့ cherry နဲ့ပို့များမယ် sweet တယ်ရေးထားတာများတော့ middle note အနေနဲ့ဘာရမယ်ဆိုတော့ patchouli woody scent ပါလေးရမယ်အရွက်လေးတစ်မျိုးpatchouli ဆိုတဲ့အရွက်လေးอ่ะပြီးလို့ရှိရင် violet လေးအဲ violet လေးကလည်း black violet เนาะသူပုံမှန်ကျွန်တော်အရှိမဆန်းတဲ့ရေမွေးဆို violet ရိုးရိုးခင်းရရအောင်ပဲဒီကောင် black violet ဆို maybe ဖြစ်နိုင်တာ smoky ရိုက်တာတို့မီးနေပြတာတဲ့အနံတို့မဟုတ်ရှား data black violet ဆိုတာလည်းဖြစ်နိုင်တယ်ပြီးရင် rose ပါတယ်တွဲ meter note နေနဲ့ပြီးလို့ရှိရင် base note နေနဲ့တောင်းခါပြီးအဲ့ဒီကောင်တော့ vanilla scent အောင်မှာ creamy type ပုံစံလေးသွားအောင်သူ့ရဲ့ note လေးတွေပြီးလို့ရှိရင် banzai မျိုးပုံစံလေးပါမယ်သူကဘာနဲ့ရေမွေးတူလဲဆိုတော့ perfume က remind လုပ်တဲ့ခါက lost cherry နဲ့တူကြတယ် cherry smoke နဲ့တူကြတယ်လို့ပြောကြတယ် long lasting အနေနဲ့တော့ခုနကလည်းကျွန်တော်ပြောဖို့ကြံပါတယ် long lasting အနေနဲ့နှစ်မျိုးရွေးကြတယ် long lasting ဖြစ်ဆုံးနဲ့ ether နဲ့အဖြစ်ဆုံးကိုရွေးကြတယ် Swedish အနေနဲ့လည်း strong ဖြစ်တယ်လို့ရွေးကြတယ်နောက်တစ်မျိုးကြတော့တတိယမြောက်ရေမွေးအဲ့ဒီကောင်ကတော့လိမ္မော်ရောင်ပုံစံလေးနဲ့နာမည်ကတော့ Firenze လို့ခေါ်တယ်သူရဲ့ရေမွေး main အခေါ်အနေနဲ့ဘာတွေပါလဲဆိုတော့ amber ရယ် aromatic ရယ် floral ရယ် marine ရယ် balsamic ရယ် one spice ရယ်ပြောရမယ်ဆိုဒီကောင်ကလည်းထို့နည်း၎င်းပဲ unisex ရေမွေးယောက်ျားအောင်မိန်းမဆိုလို့ရတယ်သူရဲ့ body design အနေထားအရအညိုရောင်ပုံစံလေးဆိုတော့
အမ်ဘာပုံစံလေးနဲ့သူပုံဖော်တာအမ်ဘာဆိုတာပရင်ဆိုတာနည်းနည်းဟိုဘလန့်လို့အချိုတာနဲ့ပေါအောင်ရှိတယ်ခြုံမမြလေဒီ fresh နဲ့ပေါအောင်လေသူ့ရဲ့တစ်မျိုးနောက်ဆုံးသူ့မှာဘာနဲ့ပေါအောင်လဲနှုတ်ကြည့်ရတာတော့နှုတ်မှာကလေးကနည်းနည်းဟိုရေမွေး3မျိုးတက်ဆိုင်ဒီကောင်ကနည်းနည်းပို့ပြီးတော့မှောင်တယ်လို့ပြောရအောင်ရေမွေးပေါ်တဲ့ဒီဇိုင်းကအမျိုးရောင်ပုံစံလေးအမ်ဘာအယောင်လေးဘယ်လိုဆက်တာလဲဆို base အနောက်အယောင်ပေါ့ mid ရဲ့ဆွေးဆိုတာဆွေးလေတာပုံစံပြီးရင်အမ်ဘာနဲ့ပေါင်လာတယ်တောင်းတော့အနေနဲ့စဖွင့်ကလေးက instant နဲ့ပြောရမယ်ဆို smoky ဖြစ်တဲ့အနံ့နဲ့စဖွင့်တယ်ပြီးရင် citron pepper ဆိုတာဟိုငရုတ်ကောင်းအောင်မှာ citron ထုတ်တဲ့ငရုတ်ကောင်း pink pepper ဆိုတာလည်းထုံနေလို့ကောင်းမယ်ဟိုပြောရမယ်ဆိုမတ်မန်ဒီလို့ခေါ်အောင်ပေါ့ spice ဖြစ်တယ်ကွာ fruity spice ပုံစံပေါင်လာတယ်ပြီးရင် middle နောက်မှာ C note ပါတယ်ဒုတိယဟိုရောင် flower တော့ကျွန်တော်ပြောမတတ်ဘူး frangipani ပြီးရင် garania ပါတယ် amber ပါတယ် geranium ခေါ်မှာ garania ခေါ်မှာအဲ့ဒီကောင်အတန်တော့ကျွန်တော်လည်းနည်းတော့ခေါ်လို့မတတ်ဘူးအဲ့အနံ့လေးတဲ့တော်တော်ပေါင်းလို့တတ်လို့ရှိရင်နှုတ်လေးကတော်တော်လှတယ်ဗျအဲ့ geranium ခေါ်မှာ garania ခေါ်မှာအဲ့ geranium ဖြစ်နေမှာဗျအနက်နာမည်ကတော့ကျွန်တော်နာမည် pronunciation မှားလိုက်မယ်ဒီမွေးချုပ်ပြီးပြောရမှာဆိုရင်ဒီမွေးကဟိုအရှိနှစ်မျိုးသက်ဆိုင်နည်းနည်းလေးပို့မှောင်မယ်ညမိုးချုပ်ပို့အေးတဲ့အခါကျရင်ပို့ပြီးဆိုလို့တစ်တော်လိုက်မယ်ထင်တယ်ဒီကောင်ကတော့ဘာနဲ့တူလဲကြည့်ရမယ်ဆိုရင်ဒီကောင်ဟိုမမကြည့်ရတော့ UNICEF ကို2ယောက်ပေးတယ် overprice ကိုတော့ share ပဲ overprice ဆိုတော့ဈေးတအားများတယ်လို့ပြောချင်တာပြီးရင် long lasting ကတော့3ယောက်ပေးတယ် ETA နဲ့အစွဲဆုံးဆိုတဲ့ပေးတာကတော့2ယောက်ပေးတယ် Silish ပိုင်းအနေနဲ့ strong ကို2ယောက် enormous ကို2ယောက်ဒီမွေးရလည်း2026မှာ3လုံးတစ်ပြိုင်နဲ့ထုတ်တာလေ Lamborghini နဲ့ collaboration လုပ်တာလေရေမွေးလေးပဲဖြစ်တယ်ဒီရေမွေးကိုဒီမကြခင်ဒီ local market ထဲမှာတော့ရောင်းလာလိုက်မယ်ဒီကနေမျိုးတော့ပေးရလိုက်မယ်လို့ပြောနေတယ်